မိုက်စွန်ခါဒီနေ့ကျမကရှမ်းလူမျိုးတစ်ခုခုကိုမလုပ်ပါနဲ့ဆိုရင်ဘယ်လိုမျိုးပြောပြရမလဲဆိုတာပြောပြမှာဖြစ်ပါတယ်ခါပထမတစ်ခုကပြုံးသည်ပြုံးတာကို hum လို့ခေါ်ပါတယ်ရှမ်းလူမျိုးဘယ်လိုစလုံးပေါင်းရမလဲဆိုတော့ရတစ်မပြတ်ဂျမ်တေ hum ဆိုတာကပြုံးသည်မပြုံးပါနဲ့လို့ပြောချင်တယ်ဆိုရင်ရာပေ hum တစ်ခေါက်လောက်အတူတူပြန်ပြောကြရအောင်ရာပေယွမ်နောက်တစ်ခုကရေသည်ကိုရှမ်းလိုဘယ်လိုမျိုးစလုံးပေါင်းရမလဲဆိုရင်ခါတဆောင်ဝါဖြတ်ခိုရေသည်ခါတဆောင်ဝါဖြတ်ခိုရေသည်မရေပါနဲ့လို့ပြောချင်တယ်ဆိုရင်ရာပေခိုအတန်လေးအတူတူထွက်ကြည့်ရအောင်ရာပေခိုမရေပါနဲ့ငိုတာကိုဟိုက်ရှမ်းလူမျိုးဘလို့စလုံးပေါင်းရမယ်ဆိုရင်ဟာဂိုင်ခွန်းရက်ဂျမ်ဟိုက်ငိုသည်ဟာဂိုင်ခွန်းရက်ဂျမ်ဟိုက်ငိုသည်မငိုပါနဲ့ဆိုရင်ရာပေဟိုက်အတန်လေးအတူတူထွက်ကြည့်ရအောင်ရာပေဟိုက်မငိုပါနဲ့နောက်တစ်ခုကရှက်တယ်ကိုရှမ်းလူမျိုးအိုင်လို့ခေါ်ပါတယ်အာဘော့ဂိုင်ခွန်းအိုင်ရှက်သည်အာဘော့ဂိုင်ခွန်းအိုင်ရှက်သည်မရှက်ပါနဲ့ဆိုရင်ရာပေအိုင်မရှက်ပါနဲ့အတူတူအတန်ထွက်ကြရအောင်ရာပေအိုင်မရှက်ပါနဲ့จมถึงที่กูก็เป็นข้าวยำค่าให้อยู่ลิกะยินสิกำค่าไม่สงค่า